နှုတ်တာတော့နှုတ်ချီရလေးပေါ့နော်နှုတ်တွေပါကျွတ်သွားတာနှုတ်ချီရလေးကိုကျွန်တော်ဥပမာပြတယ်အခုကျွန်တော်ရှာတဲ့ကစခင်ထုံကြီးရဲ့မြက်ပိုးလေးကုတာမျိုးကျွန်တော်ဓာတ်တွေကျွန်တော်ရှင်းပြမယ်နော်ကျွန်တော်ဇလုတ်ရှိအဲ့ဇလုတ်ကိုဒီလိုတင်လိုက်ဒီဇလုတ်ကိုစားလိုက်ဒီကကြလေဒီလောင်းလေးကပိုးပွားရပါတန့်နေတယ်ဒီဇလုတ်ကိုလုပ်ပြရတယ်ဒီလိုလေးနော်ပေါ်လိုက်โอเคအားနဲ့သူတို့ဒီစခင်ကဘေကာပေါက်ထွက်လာအဲ့စခင်ကအရှိကြီးဆွဲဆန်လို့ရတန်ရှင်းလုပ်ပြီးလို့ရတယ်နော်ဒါကျွန်တော်စခင်ကုတာမျိုးမသိဘူးညီကိုလုံးဝတော့ဘာမှမပြည့်ဘူးမစိုးရင်စခင်ထုတ်လို့လည်းကိစ္စမရှိအခုကျွန်တော်မြက်ပိုးလေးကျွန်တော်ထုံလေးကိုပြပေးမယ်โอเคနော်အကောင်ကိုဟိုနားတွေပါအတီးဖြစ်သွားတာတို့ခြေပွားတွေပါရောင်မှာကြောက်တာဒီလိုခြေကုံတွေပါကြီးရောင်လာမှာကြောက်တယ်ဆိုရင်ကိုကောင်းကြီးဘာလုပ်ရလဲဥပမာကိုကပြန်လာချိန်ဝိုင်းရပြန်လာတဲ့အချိန်မှာဆိုရင်ဒီလိုအိမ်သုံးစားလေးလူအဲ့ဒီအိမ်သုံးစားလေးကိုဒီတော့ကြောက်လို့ကျွန်တော်ဒီအောက်မှာရေခွက်ခံရမယ်နော်ဒီလေးကျွန်တော်တို့ဟိုပုတ်တိုက်ပေးမယ်အဲ့လိုလေးချူအဓိကစားသူနဲ့နဲပေးခြင်းအဖြစ်တားကောင်းဘလူးမန်းနဲ့မသိတော့ကောင်းလားနော်ဒီလိုနဲပေးရရလောက်ပေါ့နော်ဟာအောက်မှာရေခွက်ကလေးခံပေးမယ်နော်အဲ့ဒီကမမေ့သူကအကုန်လုံးအဲ့လိုလေးခြေပေးမယ်ဒါဆိုရင်နောက်ပြီးတော့မျက်နှာမှာရှေ့ဆိုလည်းမျက်နှာလေးနားလေးတီးမဲ့နေရာလေးတွေဒါလေးတွေတော့ဟိုကျွန်တော်ကဖြည်းဖြည်းချင်းအဲ့လိုခြေပေးရအောင်အောက်မှာရေခွက်ကိတ်ခံပြီးစားလေးကျတော့နော်ကျွန်နားလေးပဲတီးမှကြောက်တယ်ပါဆိုဒီလေးစားလေးခြေပေးကိုတီးကျင်နေတာမဟုတ်စားတဲ့ခြေပေးခြင်းအဖြစ်ဟိုအလုံးကြီးဂေါ်လီလုံးဖြစ်တာရပါကားတတာနော်အဲ့လိုဒီလိုလေးခြေပေးပြီးအောက်ကရေခွက်ကိတ်ခံတာပြီးရင်ဒီရွယ်တွေကိုကျွန်တော်စားအနေငယ်ထည့်မယ်ပြီးကြက်ကိုအဲဒီပေါ့နော်ခဏလေးဟွာတော့စိမ့်ပြီးဟွာ3မိနစ်လောက်ဆိုတော့အဲ့လိုဒီလိုစိမ့်ပြီးခြင်းအပြင်ကြက်တွေကဘာတွေကောင်းဆိုအကျော်ညင်အညောင်းချာတွေပြေးပြီးတော့ကြက်ခြေပွားရောင်တာတွေတက်တာပြောက်ကနေဒီနားသီးတာတွေဒီလိုဂေါ်လီလုံးဖြစ်တာတွေကိုတားပြီးသွေးကိုကျဲစီစားနဲ့ထိလိုက်တာလည်းသွေးကတန်းကျဲသွားတယ်ဟောသွေးမကျဲဘူးဆိုရင်ကြက်ဒီမှာအဖူလုံးတွေဂေါ်လီလုံးတွေဖြစ်တာများတယ်ဒါတို့ကျွန်တော်တိုက်ပြန်လိုက်ကြတယ်ဒီလို3မိနစ်စိမ့်ပြီးမယ်စားလေးနဲ့စားကလည်းကျွန်တော်ခြေပွားလေးပါလှုပ်စိမ့်မယ်ဒါလေးနားလေးလှုပ်ပြီးဒါဆိုအကောင်ဒါလေးရဲ့ကြိုက်နေတဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်မှတ်ထားပါဦး431535958စက်တွေနဲ့ပတ်သက်ရင်တော့ကျွန်တော်စီနီလေးအားလုံးဝင်ပြပေးရပါဒီလိုအားလုံးလေးစားလိုက်ပါဗျလူတွေနဲ့စက်တွေနဲ့လည်းမကွာဘူးဥပမာကျွန်တော်လူတွေမှာအမမီပေါ့နော်ဟောမရေဝိဒန်တို့ချန်ပီယံတို့နောက်ပြီးပွေထိုင်းတို့ဓမ္မလက်ဝိတ်တို့နောက်ပြီးရိုးရာလက်ဝိတ်တို့တိုင်ကနိုတို့အဲ့လိုရှိသူတို့ရဲ့သူဟိုစောကစားပြီးဆိုတာမှာသူတို့ရဲ့သူဟိုနော်မြမလက်ဝိတ်နဲ့မှုထိုင်းနဲ့မတူတော့ကွဲပြားချက်တွေရှိတယ်ဥပမာမှုထိုင်းကမြမလက်ဝိတ်ကိုလာပြီးတော့စောစကားရင်အမားနော်မြမမှုထိုင်းကိုသွားစောရင်တပန်းရှုံးရသူကလည်းသူကျွန်တော်ပြောချင်တာအဓိကဒီချက်တွေရဲ့သဘောတရားပါလဲဆိုတော့အဲ့လိုပဲအချို့ကျွန်တော်တို့ချက်ကင်ကြီးရှိတယ်ဥပမာကျွန်တော်ပြဒီလိုတွေကင်ကြတယ်နော်ဒါကအင်လိုချက်တွေကင်နော်ဒါကလေခံတာအောင်လို့ဒီလိုပြေးတာကြာတာရရိုးရချက်ရိုးရခွိုင်းချက်ခံတာအောင်နော်တူရတယ်သူမတူချိုးကြဒီလေစစ်ကိုဒီလိုကင်ဒီလိုချိုးဖက်နော်ချိုးကြဒီလိုကျင့်ပြရရှင်းဒီကိုမြင်မှုလားနော်ဒါရဒီလိုပေါ့နော်ဒီလိုအပြန်နေဘာလို့လဲသူတို့ကလေသူတို့ရဲ့စကားကွက်မှာသူတို့ကရိုးရနဲ့စကားနော်လဲတွေပါဖိနာအောက်ပိုင်းနေကြိုက်ခံအောင်လို့သူတို့ကအဲ့ဒီပေါ့နော်ဒီလိုလှိတ်တာရှိတယ်သူတို့ဒါရဒူးတွေဒါကျွန်တော်မြန်မာတိုက်ချက်တွေမှာအဲ့လိုဆောင်တယ်ဘာလို့မြန်မာတိုက်ချက်ကခွန်လန်းကောင်းကောင်းနဲ့ခေါင်းတစ်လုံးကိုခွတ်အဲ့တော့ကျွန်တော်တို့ရဲ့ကင်ကြီးကပါလဲဆိုလဲလေးခံအောင်ပြေးပုတ်မျက်နှာလေးခံအောင်ဒါလေးပုတ်နော်ဂျိုင်းလေးကျွန်တော်မြောက်မယ်ကာမယ်ရိုက်မယ်ဆိုတော့ဒီဂျိုင်းလေးတွေကိုဒီလောက်ပဲโอเคနောက်ဒူးလေးကိုစုပ်ပေါင်စုပ်တာမဟုတ်ဒီလောက်ဟုတ်ရောဒါလေးပုတ်တက်ကိုင်းမယ်ဒါပြီးတော့ကျွန်တော်မြန်မာတိုက်ချက်ကရင်ုံတွေကိုခုတ်ခံရတော့ဒီရင်ုံလေးတွေကိုပုတ်တက်ဒါကျွန်တော်တို့ရဲ့မြန်မာတိုက်ချက်ကိုင်းပုံကိုင်းလေးသူများတွေကဟိုလိုကိုင်းတိုင်းဒီလိုကိုင်းတိုင်းကိုလိုက်ကိုင်းလို့မရဘူးသူတို့ရဲ့စကားကိုရှိကျွန်တော်တို့ချက်တွေကမဟုတ်ကျွန်တော်မြန်မာချက်တွေကဘိုက်ခွတ်တယ်ခေါင်းခွတ်တယ်လဲခွတ်တယ်အဲ့နေရာတွေကိုကိုကခံနိုင်အောင်လို့လက်သားလေးထည့်တာโอเคနော်သွားပါတော့နော်ပြောပုံလေးမှတ်ထားပြီကိုရီးယားကျအဲ့လိုမဟုတ်ဒီအိုင်ဖိလဲဖိရတဲ့လဲခံအောင်လို့ဟုတ်လားနောက်ပြီးတော့ဟို
အင်နိုကိုင်ရကြဒီလိုကိုင်ရအင်နိုရအဲဒီလိုနောက်ပြီးတော့ချိုးဆိုရေချိုးပေးကြတာဒါတွေကိုကိုတိုက်ပြီးတော့နီးရဲမြန်းနေလေကျွန်တော်မြန်မာတည်းနီးဘာပြောကြလဲမတော့မာတယ်အဲ့ကျရှောင်းနေအားပဲမဖောက်နိုင်မတိုးနိုင်ဘူးအရိုက်ခံအယော်ယူမဲ့ကြံငါတော့မကတ်ဘူးချိုးအမှုရိုးရအဲ့လိုဒါရအနီးနဲ့ဒါရလို့လားဒါသူတို့ကရေချိုးပြီးသူတို့မျက်နှာကြီးကြည့်လိုက်သူကအနီးစေးတယ်ဆိုတော့တုတ်ထားလှပါတယ်ဟာသူကဆောင်းမြန်မာရအဲ့လိုမဟုတ်သူကသူ့နေရာနဲ့သူတော့ကျွန်တော်ပြောနေတာငွေထိုင်းနဲ့မြန်မာတို့ကြီးကွာတယ်လို့ပဲသူ့နေရာနဲ့သူ့ရဲ့ပုံစံကျွန်တော်တို့ကမြန်မာတိုက်ကြခေါင်းနဲ့လဲခုလိုဒီနာလေးပဲဂိုင်းပေးမယ်လဲတွေဂိုင်းပေးမယ်ဂျိုင်းလေးတွေဂိုင်းပေးမယ်ကြက်လေးတွေတုတ်ဆွဲနေဘာလို့ရမလဲကိုတုတ်ဆွဲတာလွယ်တယ်ဗျချက်ကတော့ဒီကတော့1စစ်တွဲပဲထိုးရမယ်1စစ်တွဲကတော့ဗမာဝယ်လို့ရအောင်ဆိုတော့ကျွန်တော်လူစေးဆိုင်တွေမှာဝယ်လို့ရတယ်လူစေးဆိုင်ကိုသွားပြီးတော့ကို1စစ်တွဲတွေကျွန်တော်မပေါင်းတတ်ဘူးမလို့1စစ်တွဲလို့ပြောတတ်ရုံနဲ့ဆေးရရပြီဒါကျွန်တော်ပြောနော်အဲ့လိုလေးပြောပြီးတော့ဝဲပြီးတော့ကျွန်တော်မနက်တလုံးညတလုံးထိုးပေးရတယ်။ तू ကတလုံးကိုထိုးပေးပေါင်ရဲ့အထက်ရှင်းအောင်ကိုထိုးပေးရတယ်။မနက်တလုံးညတလုံးကိုကောင်းကြီးကျွန်တော်ကဘယ်နှလုံးထိုးရမှာလဲတချို့မေးကြတယ်မေးခွန်းနေရှိ။ तू ကဘယ်နှလုံးမပြောင်းမချင်းကုတာမှာ။ तू ကအကြောတွေဆွဲတယ်တုတ်ဆောင်ဆောင်ဖြစ်တယ်တုတ်တွေဆွဲနေလို့ဖြစ်မပြောင်းမချင်းဆေးရထိုးပေးရတယ်။ပြီးတော့ကျွန်တော်ပြောချင်တာကဒီပေါ့နော်ဒီဆေးတွေထိုးနေတဲ့အချိန်မှာကျွန်တော်7စနစ်ကြာရေလေးပါလေးချိုးတင်တယ်။နေလေးပါလေးနောက်ပြီးတော့ပတ်ချင်းလေးပါလေးပတ်တင်တယ်ဗျ။အဲ့အမှာချက်ကအမြန်ဆုံးဟိုတုတ်ဆွဲတာတုတ်ပြီးသွားတယ်ပေါ့နော်ညီကိုနော်အဲ့ဒီလိုက်လိုက်လို့ကြည့်ပါညီကိုလေးစားလက်ပါဗျ